ဒါကတော့နသမီထောင်ချောက်လိုလူသိများပြီး Venus flytrap လို့ခေါ်တဲ့အသားအစားပင်တစ်မျိုးပါဒီအပင်တွေကိုအမေရိကန်နိုင်ငံရဲ့ North Carolina နဲ့ South Carolina ဒေသတွေမှာအများဆုံးတွေ့ရပါတယ်ဒီဒေသတွေကမြေဩဇာနည်းပြီးအာဟာရမလုံလောက်တဲ့နေရာတွေဖြစ်လို့ဒီအပင်တွေကမြေကမရရင်ပိုးကယူမယ်ဆိုပြီးအဆင့်မြင့်နီလန်းကိုရွေးချယ်လိုက်တာပါအရွက်တစ်ရွက်စီရဲ့အတွင်ပိုင်းမှာ trigger hair လို့ခေါ်တဲ့အမွှေးသေးသေးလေးတွေရှိပါတယ်ပိုးကောင်တစ်ကောင်ကအဲ့ဒီအမွှေးလေးပေါ်ကို20စက္ကန့်အတွင်း2ကြိမ်ထိမိသွားရင်အဲ့ဒီအပင်ကဒါကလေးမဟုတ်ဘူးအစာပဲဆိုပြီးသတ်မှတ်လိုက်ပါတယ် Nice အဲ့ဒီအချိန်မှာအရွက်က3.1စက္ကန့်အတွင်းချက်ချင်းပိတ်သွားပြီးတော့ပိုးကောင်ကိုလုံးဝထွက်မရအောင်ဖမ်းထားလိုက်ပါတယ်ဒါပေမဲ့ပိတ်ပြီးချင်းတော့ချက်ချင်းမစားသေးပါဘူးပိုးကောင်ကလှုပ်ရှားနေမယ်ဆိုရင်အရွက်ကပိုးပြီးတင်းတင်းပိတ်လာမှာပါနောက်မှအစာချေရည်တွေထုတ်ပါတယ်ပိုးကောင်ကိုခြေစားတဲ့အချိန်က3ရက်ကနေ10ရက်အထိကြာနိုင်ပါတယ်စားပြီးသွားရင်တော့အခဲအကျန်တွေကိုလေထဲကိုပြန်ပစ်ပြီးနောက်အစာတစ်ခုအတွက်ပြန်ဖွင့်ပါတယ် Another one Venus flytrap ရဲ့မျိုးပွားပုံတွေထဲမှာပထမဆုံးနီလန်းကတော့ပန်းပွင့်ခြင်းနဲ့အစစ်ဖြစ်ပေါ်လာခြင်းဖြစ်ပြီးဒီအပင်ကပုံမှန်အားဖြင့်တစ်နှစ်တစ်ခါလောက်ပန်းပွင့်လေးရှိပါတယ်ပန်းပွင့်ချိန်ရောက်လာတဲ့အခါပြားတွေဒါမှမဟုတ်ပိုးကောင်လေးတွေကပန်းပွင့်ကနေတပွင့်ကိုတွာလာကြပြီးတော့ဝင်းမုံကူးမှုကိုဖြစ်ပေါ်လာပါတယ်ဒီလုပ်ငန်းစဉ်အောင်မြင်သွားတဲ့အခါပန်းပွင့်ထဲမှာအဆိပ်တွေဖြစ်လာပြီးအဲ့ဒီအဆိပ်တွေကနောက်ဆုံးမှာမြေပြင်ပေါ်ကိုကျရောက်သွားပါလိမ့်မယ်ပြီးရင်တော့ Venus flytrap အပင်အသေးလေးတွေဖြစ်ပြန်လည်ပေါက်လာတာဖြစ်ပါတယ်ပန်းကိုတော့အရွက်ထောင်ချောက်ကနေအဝေးမှာထုတ်ထားပါတယ်ဘာလို့လဲဆိုရင်မျိုးပွားပေးတဲ့ပိုးကောင်ကိုမစားမိအောင်လုပ်ပါတော်တော်ညာကောင်းတဲ့အပင်တွေလို့ဆိုရမှာပါနောက်ထပ်ထူးဆန်းတဲ့အပင်တစ်မျိုးကတော့နာမည်ကျရောက်နေတဲ့လူတွေကနောက်ကိုပြန်ဆုပ်ချင်ကြတဲ့ Rafflesia ဆိုတဲ့ပန်းပါဒီပန်းကကမ္ဘာပေါ်မှာအကြီးဆုံးပန်းဖြစ်ပြီးအရွယ်အစားကလူတစ်ယောက်ထိုင်လို့ရနိုင်တဲ့အထိကိုကြီးပါတယ်ဒါပေမဲ့အကြီးဆုံးဆိုရင်လက်မယ်လို့မထင်ပါနဲ့ပုံစံကတော့တင်းလို့မြင်တဲ့အတိုင်းပါပဲပြီးတော့ဒီပန်းရဲ့အနံကအသားပုံနှံကြီးပါဒီလိုအနံဆိုးတွေကိုထုတ်တယ်ဆိုတာကပိုးကောင်တွေကိုဆွဲဆောင်ဖို့ပါပိုးကောင်တွေကအစာတွေးပြီးထင်းနဲ့လာကြတဲ့အခါမှာဒီပန်းကသူ့ရဲ့ဝင်းမုံတွေကိုအဲ့ဒီပိုးကောင်ပေါ်မှာတင်လိုက်မှာပါပြီးမှဝင်းမုံကူးမှုလုပ်ငန်းစဉ်ကိုလှုပ်ဆောင်ကြပါတယ်အောင်စရာကတော့ဒီပန်းမှာအရွယ်လည်းမရှိအမြေလည်းမရှိပါဘူးတခြားအပင်ပေါ်မှာကပ်ပြီးအသက်ရှင်ရတာပါပွင့်ရင်လည်းတစ်ခါပဲပွင့်ပြီးရဲနှဲငယ်ပဲအသက်ရှင်နိုင်ပါတယ်ဒါကြောင့်တွေ့ရရင်ကံကောင်းတဲ့နေ့တစ်နေ့လို့တောင်ဆိုရမှာပါ Okay ဒါကတော့ Baobab tree လို့ခေါ်တဲ့အပင်တစ်မျိုးပါဒီပုံကိုသင်မြင်တဲ့အခါဒီအပင်ကိုဘယ်သူကစောက်ထိုးစိုက်သွားတာလဲဆိုပြီးတွေးရင်တွေးမိနေပါလိမ့်မယ်အမှန်တကယ်ကတော့အကိုင်းခတ်တွေကအပေါ်ဘက်ကိုအမြင့်လိုထောင်တက်နေတာပါဒီသစ်ပင်တွေကိုအာဖရိကတိုက်လိုမျိုးအလွန်ပူပြင်းတဲ့ဒေသတွေမှာအများဆုံးတွေ့ရမှာပါအဲ့လိုဒေသတွေမှာတော့မပြတ်မစည်းပဲနေနိုင်အောင်တဘာဝကအထူးစီမံပေးထားပါတယ်အထူးခြားဆုံးအချက်ကတော့ကိုယ်တဲ့အတွင်းမှာရေကိုအလွန်အမင်းတူလောင်ထားနိုင်တာဖြစ်ပြီးမိုးရာသီအတွင်းစုပ်ယူထားသမျှရေကိုချောသွေးတဲ့ရာသီတစ်လျှောက်လုံးအသုံးချနိုင်လောက်ထောင်နဲ့ချီတဲ့ရေလီတာတွေကိုတူလောင်ထားနိုင်ပါတယ်။ Baobab tree တွေကကမ္ဘာပေါ်မှာအသက်ရှည်ဆုံးဖြစ်ပြီးတချို့အပင်တွေဆိုရင်နှစ်ပေါင်း1000ကျော်လောက်တောင်ရှိနေပါပြီ။ဒါအပြင်အာဖရိကရဲ့ဒေသအချို့မှာဒီအပင်တွေကိုအိမ်ဒါမှမဟုတ်ရေတူလောင်ကန်တွေအဖြစ်အသုံးပြုကြပါတယ်။ဒီဒေသကလူတွေအတွက်တော့သဘာဝကပေးတဲ့စိုးလက်တစ်ခုလို့ဆိုနိုင်မှာပါ။ကဲထူးဆန်းတဲ့ပင်တွေကြောင့်လည်းသိပြီးပြီဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ။